အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့တမန်တရားအားဖွင့်ပြချက်၃မျိုးဆိုတဲ့ခေါင်းစဉ်နဲ့ပြန်လည်ပြီးတော့မှဝင်ငှပေးချင်တာဖြစ်ပါတယ်ပြီးခဲ့တစ်ခေါက်မှာတမန်တရားဆိုတာပါလဲတမန်တရားဆိုတာယေရှုခရစ်တော်ကိုယ်တိုင်ပဲဖြစ်တယ်ဆိုတဲ့အရာပေါ့နော်ပြောခဲ့ပြီဆိုတော့ယောဟန်ခရစ်ဝင်ခန်းကြီး14အငယ်6မှာယေရှုကငါသည်လမ်းခီးဖြစ်၏တမန်တရားဖြစ်၏အသက်လည်းဖြစ်ငါ့ကိုအမိမပြုတ်လင်အဘယ်သူမျှခမည်းတော်ထံသို့မရောက်ရလို့ပြောတယ်ဆိုတော့ဒီနေ့ကျမတို့ရဲ့အသက်တာချဲမှာလမ်းပြောင်းနေတယ်ဆိုရင်ယေရှုခရစ်တော်ဟာလမ်းခီးဖြစ်ပါတယ်။သင်ကိုလမ်းပြပေးနိုင်တဲ့အရှင်ဖြစ်ပါတယ်။ဒီနေ့ဘာကိုယုံကြည်ရမလဲဆိုတော့ကိုကျမတို့အသက်တာထဲမှာမသိဘူးဆိုရင်ခရစ်တော်ဟာတမန်တရားဖြစ်ပါတယ်။ယေရှုခရစ်တော်ဟာဘယ်တော့မှမပြောင်းလဲတဲ့တမန်တရားဖြစ်ပါတယ်။လူကယုံကြည်ရကိုးကွယ်ရကိုရှာကြတဲ့သူတွေပဲဖြစ်ပါတယ်နော်။ဘာဖြစ်လို့လဲဆိုတော့လူဟာကိုးကွယ်ခြင်းကိုးကွယ်သူအဖြစ်ဘုရားသခင်ကဖန်ဆင်းထားတာဖြစ်တဲ့အတွက်ကြောင့်လို့ပေါ့နော်ကိုယ်ွယ်တဲ့အရာကိုရှာကြတယ်ဒီနေ့ဘာကိုယုံကြည်ရမလဲမသိဘူးဆိုရင်ယေရှုခရစ်တော်ဟာစစ်မှန်တဲ့တမန်တရားဖြစ်ပါတယ်ဆိုတော့ဒီနေ့မှာတော့ဒုတိယအချက်အနေနဲ့နှုတ်ကပတ်တော်ဟာတမန်တရားဖြစ်တယ်ဆိုတာကိုဆက်ပြီးတော့မှပြောပြချင်ပါတယ်ဆိုတော့နှုတ်ကပတ်တော်ဆိုတဲ့အခါမှာဒီကျမ်းစာပေါ့နော်ဘုရားရဲ့ကျမ်းစာဒီຢာကဘယ်တော့မှမပြောင်းလဲတဲ့ရနှုတ်ကပတ်တော်ဖြစ်ပါတယ်။ကောင်းကင်နဲ့မြေကြီးမတည်တော့လဲငါစကားတည်လိမ့်မယ်လို့ပြောတဲ့အရာဖြစ်ပါတယ်လို့နော်။ဆိုတော့ဒီဖခင်ရဲ့စကားကဘုရားအလိုတော်မပြည့်စုံဘဲနဲ့ဘုရားစီမှာမပြန်လာရဘူး။နော်။ဘုရားသခင်ခွင့်မရှိဘဲနဲ့ဘိန်းနုတစ်လုံးတော့မပြည့်စည်ရဘူးလို့ပြောတဲ့ဘုရားရဲ့တမန်တရားဖြစ်ပါတယ်။ဆိုတော့ဒီနှုတ်ကပတ်တော်ဆိုတာကလည်းယေရှုကိုယ်တိုင်ပဲဖြစ်ပါတယ်နော်။ယောဟန်ခရစ်ဝင်အခန်းကြီး1ထဲမှာဗာတွေ့ရလဲဆိုအစအဦး၌နှုတ်ကပတ်တော်ရှိနှုတ်ကပတ်တော်သည်ဘုရားသခင်နဲ့အတူရှိနှုတ်ကပတ်တော်သည်လည်းဘုရားသခင်ဖြစ်တော်မူ၏အငယ်14မှာနှုတ်ကပတ်တော်သည်လည်းလူစားတိအဖြစ်ကိုခံယူ၍ဂျေဇုတော်နှင့်၎င်းတစ္ဆာတော်နှင့်၎င်းပြည့်စုံတဲ့ငါတို့တော်ရင်တည်နေတော်မူသည်ဖြစ်၍တဲ့နော်ဆိုတော့ဒီနှုတ်ကပတ်တော်လူစားတိအဖြစ်ကိုခံယူတယ်တဲ့ဆိုတော့ဒီနှုတ်ကပတ်တော်ဟာယေရှုခရစ်တော်ဖြစ်တဲ့လူစားတိကိုခံယူတဲ့ဘုရားဖြစ်တယ်ဆိုတော့ကျမတို့နှုတ်ကပတ်တော်ဟာတမန်တရားဖြစ်တယ်လို့ပြောတဲ့အခါမှာယေရှုခရစ်တော်ကတမန်တရားဖြစ်တယ်ဆိုတာနဲ့အတူတူပဲဖြစ်ပါတယ်လို့ဆိုတော့ယောဟန်ခရစ်ဝင်ခန်းကြီး7အငယ်7မှာကိုရောဤတမန်တရားအဖြစ်သူတို့ကိုတန်ရှင်းစေတော်မူပါကိုရောဤနှုတ်ကပတ်တော်သည်တမန်တရားဖြစ်ပါ၏ဖခင်ရဲ့နှုတ်ကပတ်တော်ဟာတမန်တရားဖြစ်ပါတယ်ကျမတို့ကိုတန်ရှင်းစေပါတယ်ကျမတို့ကိုလမ်းပြပေးပါတယ်ကျမတို့ကိုအသက်ဖြစ်စေပါတယ်ဒီနှုတ်ကပတ်တော်ကအသက်ကိုပေးတာဖြစ်ပါတယ်နော်လောကမှာစာပေအမျိုးမျိုးရှိတာဖြစ်တယ်နော်လူတွေရဲ့အသက်တာကိုပြောင်းလဲစေတဲ့စာပေကလူတွေကိုပြောင်းလဲစေတယ်လူတွေရဲ့စိတ်နှလုံးကိုပြောင်းလဲစေတယ်လူတွေရဲ့အသက်တာကိုတိုးတက်စေတဲ့လူတွေရဲ့အသက်တာကိုကောင်းမွန်စေတဲ့စာပေတွေအများကြီးရှိပါတယ်ဒါပေမဲ့အဲ့ဒီအရာကတမန်တရားမဟုတ်ပါဘူးဒီနေ့ဒီနှုတ်ကပတ်တော်ကျမ်းစာကသာလေတမန်တရားဖြစ်ပါတယ်ဘယ်လောက်ပဲလောကမှာကောင်းပါတယ်ဆိုတဲ့စာပေတွေကလူတွေကိုပြောင်းလဲပေးတယ်လူတွေရဲ့စိတ်နှလုံးကိုပြောင်းလဲပေးတယ်အသက်တာတွေကိုပြောင်းလဲပြီးတော့တိုးတက်စေပေမဲ့လုံးဝအသက်ကိုမရစေဘူးဖြစ်တယ်ဒီနေ့ဒီနှုတ်ကပတ်တော်ကတော့ကျမတို့ကိုအသက်ကိုပေးတဲ့နှုတ်ကပတ်တော်ဖြစ်တယ်ကျမတို့ရဲ့ဘဝကိုပြောင်းလဲစေတဲ့နှုတ်ကပတ်တော်ဖြစ်တယ်ကျမတို့ရဲ့အသက်တာကိုတန့်ရှင်းစေတဲ့နှုတ်ကပတ်တော်ဖြစ်ပါတယ်ဒီအရာကကျမတို့ကိုကယ်တင်တော့နော်ဘုရားရဲ့တမန်တရားဖြစ်ပါတယ်လို့ဆိုတော့ဒီနေ့ကောရိန္သုအသင်းတော်ကိုရှင်ဘောလူကဘာကိုတတိပေးတယ်လဲဆိုလို့ရှိရင်နော်ကဏ္ဍ3မျိုးနေရာ3မျိုးမှာသင်တို့ကလက်အစားခံနိုင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ဂယုစိုက်ပါလို့ပြောတယ်။နှစ်ကောခန်းကြီး7အငယ်3နဲ့4မှာမွေသည်မိမိပြည့်ရဲ့အားဖြင့်ဧဝကိုလက်စားတဲ့ကဲ့သို့တဲ့သင်တို့စိတ်နှလုံးဆွေးမြေ့ယူရင်းပြီးတော့မှခရစ်တော်ကိုအကျွင်းမဲ့ချစ်တော်စိတ်ပျောက်မိဟုစိုးရိမ်စရာရှိတယ်။သင်တို့ရှိရာသို့ရောက်လာတဲ့သူတွေဟာငါတို့မဟောမပြောသေးတဲ့ယေရှုတပါးကိုဟောပြောတော်လကားဆိုတော့တမန်တော်တွေမဟုတ်တဲ့အခြားသောသူတွေကကောရိန္သုအသင်းတော်မှာရောက်လာပြီးတော့မှနော်အခြားသောယေရှုအကြောင်းတွေသွားဟောတယ်ယေရှုကတမန်တရားဖြစ်တယ်နော်ဆိုတော့အဲ့ဒီယေရှုမဟုတ်တဲ့တခြားသောယေရှုနော်တခြားသောယေရှုအကြောင်းတွေဘယ်လောက်ပဲဟောတာတမန်တရားမဟုတ်ပါဘူးကျမတို့ကိုအသွေးသွင်းပြီးတော့အသေးခံတဲ့ယေရှုသားလေတကယ်စစ်မှန်တဲ့တမန်တရားဖြစ်ပါတယ်ပြီးတော့မှပြောလဲသင်တို့မခံရသေးသောဝိညာဉ်တော်တစ်ပါးကိုခံရတော်၎င်းနော်ဆိုတော့ကျမတို့ယေရှုခရစ်တော်ကိုယုံကြည်လက်ခံပြီးတဲ့အခါမှာတန်ရှင်သောဝိညာဉ်တစိတ်ခတ်ခြင်းခံရတယ်ဝိညာဉ်တော်ရဲ့အတိမတ်ပြုတယ်ဝိညာဉ်တော်ကျင့်ဝတ်တဲ့ဗိမာန်ဖြစ်တာအဲ့ဒါမဟုတ်ဘဲနဲ့တခြားဝိညာဉ်
တပါးအကြောင်းတွေလာပြီးတော့မှပြောတာရှိတယ်ဘာဖြစ်လို့လဲဝိညာဉ်တော်ဟာလည်းတမန်တရားဖြစ်တယ်ခဏနေတတရားအချက်မှာပြောမှာဖြစ်တယ်နောက်ပြီးတော့မှနားမထောင်သေးတော့ဧဝံဂေလိတရားစကားကိုနားထောင်တော့နော်ဆိုတော့ဒီနားမထောင်ရတဲ့အခြားသောဧဝံဂေလိတရားစကားတွေခရစ်တော်ရဲ့ကယ်တင်ခြင်းမဟုတ်ပဲနဲ့အခြားဧဝံဂေလိတရားစကားတွေတော့ဒါပါလေကျမ်းစာဒီစကားပေါ့ဘုရားတရားစကားဒီနှုတ်ကပတ်တော်ဒီတမန်တရားမဟုတ်ပဲနဲ့တခြားသောစကားတွေဒီຢာတွေအားဖြင့်နော်လာပြီးတော့မှလက်အစားနိုင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ဒါတွေကိုဂရုစိုက်ပါဆိုပြီးတော့မှပြောတဲ့အရာတွေကိုကျမတို့တွေ့ရတာဖြစ်ပါတယ်လို့ဒါကြောင့်ကျမတို့ရဲ့အသက်တာထဲမှာစစ်မှန်တဲ့ဒီတမန်တရားနော်ယေရှုခရစ်တော်ကိုလက်ခံခြင်းအဖြစ်ဒီစစ်မှန်တဲ့တမန်တရားဒီအရာကိုလည်းကျမတို့ရရှိတာဖြစ်ပါတယ်ဆိုတော့နောက်တတိယအချက်အနေနဲ့နော်တန်ရှင်းသောဝိညာဉ်တော်ဟာတမန်တရားဖြစ်တယ်ဘယ်မှာတွေ့ရလဲဆိုတိယောအခန်းကြီး9အငယ်6ခွန်မှာနော်ထိုသခင်ကယေအားဖြင့်၎င်းအသွေးအားဖြင့်၎င်းကြွလာသောသူတည်းဟူသောယေရှုခရစ်ပေသည်ယေအားဖြင့်သာမဟုတ်ယေအားဖြင့်၎င်းအသွေးအားဖြင့်ကြွတော်မူ၏တသက်ခံဟူမူကားဝိညာဉ်တော်သည်တမန်တရားဖြစ်၍တသက်ခံတော်မူ၏နော်ဆိုဝိညာဉ်တော်ဟာတမန်တရားဖြစ်ပြီးတော့မှတသက်ခံတယ်တဲ့ဆိုဘုရားရဲ့တန်ရှင်းသောဝိညာဉ်တော်ဟာလည်းတမန်တရားဖြစ်တယ်ဆိုတော့ကိုကျမတို့တွေ့ရတယ်ဆိုတော့ဒီပထမတစ်ချက်ယေရှုခရစ်တော်တမန်တရားငါလည်းတမန်တရားဖြစ်တယ်လို့ပြောတယ်နံပါတ်2နှုတ်ကပတ်တော်ဟာတမန်တရားနံပါတ်3တန်ရှင်းသောဝိညာဉ်တော်ဟာလည်းတမန်တရားဖြစ်တယ်နော်ဆိုတော့ဒါတွေကတစ်ခုနဲ့တစ်ခုစန့်ကျင်နေတာမဟုတ်ဘူးပို့ပြီးတော့မှပြီးပြည့်စုံသောဖွင့်ပြခြင်းကိုပြောတာဖြစ်ပါတယ်။ဘာကြောင့်လဲဆိုလို့ရှိရင်ဒီနေ့ကျမတို့နှုတ်ကပတ်တော်ဆိုတဲ့ဒီကျမ်းစာအုပ်ကနော်ဒါရေးသားထားသောကျမ်းစာအုပ်ဖြစ်ပါတယ်နော်ဒီအရာကိုတန်ရှင်းသောဝိညာဉ်တော်ကဖွင့်ပြလိုက်တဲ့အခါမှာကျမတို့ကဖခင်ရဲ့အလင်းပေးခြင်းဖခင်ရဲ့နော်အသက်ကိုကျမတို့ဝိညာဉ်တော်ဖွင့်ပြခြင်းအဖြစ်ရတာဖြစ်ပါတယ်ဒါကြောင့်မလို့နော်ဒီနှုတ်ကပတ်တော်ဟာတဘာဝထက်လွန်ကဲတဲ့အရာတွေတမန်တရားဆိုတာလဲတဘာဝထက်လွန်ကဲတဲ့အရာတွေဖြစ်ပါတယ်ဒီအရာတွေကိုကျမတို့ဘာအဖြစ်သိနိုင်တယ်လဲဆိုလို့ရှိရင်တန်ရှင်သောဝိညာဉ်တော်ရဲ့ဖွင့်ပြခြင်းအဖြစ်ကျမတို့သိနိုင်တာဖြစ်ပါတယ်နော်တဘာဝထက်လွန်ကဲတဲ့ယုံကြည်ခြင်းတွေနော်တဘာဝထက်လွန်ကဲတဲ့မိတ်လက္ခဏာတွေတဘာဝထက်လွန်ကဲသောနော်ဘုရားသခင်ရဲ့တကိုးတော်ဘုရားသခင်ရဲ့အမှုအသစ်ပြုခြင်းတွေဝိညာဉ်တော်ဖွင့်ပြတဲ့အခါမှာကျမတို့ပို့ပြီးတော့မှမြင်တွေ့ရတယ်နားလည်ရတာဖြစ်ပါတယ်လို့။ကြောင့်ယောဟန်ခရစ်ဝင်ခန်းကြီး14အငယ်25မှာနော်ယေရှုကပြောလဲဆိုငါသည်သင်တို့နဲ့အတူရှိစဉ်အခါတဲ့ဤစကားကိုပြောခဲ့ပြီးခမည်းတော်သည်ငါအတွက်ကြောင့်စေလွတ်တော်မူသောဥပ္ပစ္စေဆရာတည်းဟူသောတန်ရှင်းသောဝိညာဉ်တော်သည်သင်တို့အားခတ်သိမ်းသောအရာတို့ကိုပြသသွန်သင်တော်မူ၍ငါပြောခဲ့သမျှသောစကားတို့ကိုမှတ်မိသောဉာဏ်ကိုသင်တို့အားပေးတော်မူမည်တဲ့နော်ဆိုဝိညာဉ်တော်ကယေရှုပြောတဲ့အရာတွေကိုမှတ်မိတဲ့ဉာဏ်ကိုပေးမယ်တဲ့ဆိုတော့ကျမတို့ဒီလိုစကားပြောတဲ့အခါမှာနော်ယေရှုခရစ်တော်ကပရိသတ်ကိုတရားဟောတဲ့အခါမှာတပည့်တော်တွေလည်းအကုန်နားမလည်နိုင်ဘူးနောက်မှအနက်ကိုပြန်ပြီးတော့မှပြောပြရတယ်ရှိတယ်တချို့သောအရာတွေယေရှုကပြောခဲ့ပေမဲ့တပည့်တော်တွေကနားမလည်နိုင်တာရှိတယ်နော်ယေရှုခရစ်တော်ကငါယောမတွေရဲ့အသက်သေးသက်ချင်းကိုခံမယ်၃ရက်မြောက်တဲ့နေ့မှာပြန်ပြီးတော့မှရှင်ပြန်ထမြောက်မယ်ဆိုပြီးတော့မှတပည့်တော်တွေကိုပြောခဲ့တယ်အကြိမ်ကြိမ်ပြောတယ်ဒါပေမဲ့တပည့်တော်တွေကရှင်ပြန်ထမြောက်မဲ့နေ့မှာသူတို့ကဘာလုပ်နေလဲသင်ချိုင်းကိုမသွားခဲ့ဘူးဖြစ်တယ်နော်ဒါပေမဲ့အဲ့ဒီမှာယောမစစ်သားတွေအဲ့သတင်းတွေကိုကြားတဲ့သူတွေကတော့ယူရလူတွေကတော့ယေရှုက3ရက်မြောက်တဲ့နေ့မှာရှင်ပြန်ထမြောက်မယ်လို့ပြောခဲ့တယ်ဆိုတော့သူ့သင်ချိုင်းမှာလာပြီးတော့မှသူ့ရဲ့တပည့်တော်တွေလာခိုးပြီးတော့မှသူ့အလောင်းကိုလာထုတ်သွားမှစိုးရိမ်စရာရှိတဲ့အတွက်ကြောင့်မလို့ယောမစစ်သားတစ်ကြိတ်ကိုမလုပ်ခိုင်းလဲဆိုတော့အဆောင်အသက်အနေနဲ့တတ်ချခါတာဖြစ်တယ်နော်ဒါပေမဲ့တပည့်တော်တွေကတော့ယေရှုဘလောက်ပြောခဲ့တပည့်တော်တွေကတော့မလုပ်လဲအေးဆေးပဲသူတို့ကငါတော့ပြန်ဖမ်းတယ်သူကဖမ်းတယ်ဒါပေမဲ့အဲ့ဒီမှာမာရီနဲ့တကွအမျိုးသမီးအဖွဲ့တွေကတော့မနဲ့စောစောတင်ချိုင်းကိုသွားကြတယ်ဆိုတာတွေကျမတို့တွေ့ရတာဖြစ်တယ်ဆိုလိုချင်တာကဘာလဲဆိုတော့ယေရှုခရစ်တော်တပည့်တော်တွေနဲ့အတူတူ3နှစ်ခွဲလုံးသွားလာခဲ့ပြီမဲ့ပြောခဲ့တဲ့အရာတွေကိုသူတို့အကုန်လုံးမမှတ်မိနိုင်ဘူးနားလည်းမလည်နိုင်ဘူးဖြစ်တယ်ယေရှုခရစ်တော်ကပြောတယ်တန်ရှင်းသောဝိညာဉ်တော်ရောက်လာတဲ့အခါမှာတဲ့ငါပြောတဲ့အရာတွေကိုပြန်ပြီးတော့မှမှတ်မိစေမှာဖြစ်တယ်တဲ့နော်မှတ်မိတဲ့ဉာဏ်ကိုဝိညာဉ်တော်ကပေးမှာဖြစ်တယ်တဲ့ဒါကြောင့်မလို့ဒီဓမ္မသစ်ကျမ်းကို
တမန်တော်တွေတပည့်တော်တွေကရေးတဲ့အခါမှာလေယေရှုပြောခဲ့တဲ့အရာတွေခရစ်ဝင်ကျမ်းတွေမှာအစပေါ့နော်အဲ့ဒါတွေကိုရေးတဲ့အခါမှာလေတကယ်သူတို့ရဲ့ဉာဏ်ပညာနဲ့သူတို့မှတ်မိတဲ့အရာတွေမှတ်တမ်းတင်တဲ့အရာတွေနဲ့ရေးတာမဟုတ်ဘဲနဲ့ဝိညာဉ်တော်ရဲ့ဖော်ပြချက်နဲ့ရေးတယ်ဆိုတဲ့အရာကိုကျမတို့သိရတာဖြစ်တယ်ဝိညာဉ်တော်ကယေရှုပြောခဲ့တဲ့စကားတွေကိုမှတ်မိတဲ့ဉာဏ်ပညာကိုပေးတယ်ဆိုတော့တွေ့ရတာဖြစ်တယ်ယောဟန်ခန်းကြီး16အငယ်7နဲ့14မှာသင်တို့အားငါပြောဆိုရစကားအများရှိတော်လဲသင်တို့ဒီယခုမခံနိုင်ကြဘူးတမန်တရားနဲ့ပြည့်စုံသောထိုဝိညာဉ်တော်သည်ရောက်လာတော့အခါတမန်တရားကိုသင်တို့အားအကျွမ်းမဲ့တွင်တင်ပြသလိမ့်မည်တဲ့ထိုဝိညာဉ်တော်သည်ကိုအလိုအလျောက်ဟောပြောမိမဟုတ်ကြားသမျှတို့ကိုဟောပြောလိမ့်မည်နောင်လာလက်တန့်သောအရာတို့ကိုသင်တို့အားဖော်ပြလိမ့်မည်ထိုသူသည်ငါဘုံကိုထင်ရှားစေလိမ့်မည်ဆိုပြီးတော့မှယေရှုခရစ်တော်ကတပည့်တော်တွေကိုပြောခဲ့တယ်အခုပြောစရာအများကြီးရှိပေမဲ့လည်းနင်တို့ခံနိုင်မှာမဟုတ်ဘူးနားလဲလဲမှာမဟုတ်ဘူးမှတ်မိမှာလည်းမဟုတ်ဘူးဒါပေမဲ့တမန်တရားကိုအကျွမ်းမဲ့တွင်တင်ပြသပေးတဲ့ဝိညာဉ်တော်ရောက်လာတဲ့အခါမှာတဲ့နော်ယေရှုပြောခဲ့တဲ့အရာတွေကိုမှတ်မိမယ်ဒါတွေမကဘဲနဲ့ထိုဝိညာဉ်တော်ကနောင်လာလက်တန့်သောအရာတွေကိုလည်းပြန်ပြီးတော့မှပြောအောင်မယ်နော်တွင်တင်မယ်အဲ့ဒီဝိညာဉ်တော်ကကိုယ်အလိုလျောက်ပြောတာမဟုတ်ဘူးတဲ့နော်ဖျားစီမှာကြားခဲ့တဲ့အရာတွေနော်ယေရှုခရစ်တော်ပြောခဲ့တဲ့အရာတွေကိုပဲဖော်ပြပေးမှာဖြစ်တယ်တဲ့အဲ့ဒီဝိညာဉ်တော်ဟာယေရှုရဲ့ဘုန်းကိုထင်ရှားစေမှာဖြစ်တယ်ဆိုပြီးတော့မှဝိညာဉ်တော်ဟာတမန်တရားကိုအကျွမ်းမဲ့တွင်တင်ပေးတယ်ဝိညာဉ်တော်ကိုယ်တိုင်တမန်တရားဖြစ်တယ်ဆိုတဲ့အရာကိုယေရှုခရစ်တော်ကတပည့်တော်တွေကိုပြောခဲ့တယ်ဆိုတာကိုတွေ့ရတာဖြစ်ပါတယ်ဒါကြောင့်မလို့တန်ရှင်းသောဝိညာဉ်တော်ကိုအမိမပြုတ်ဘဲနဲ့ကျမတို့နှုတ်ပတ်တော်ကိုနားမလည်နိုင်ဘူးတမန်တော်တွေတောင်မှဝိညာဉ်တော်ကိုအမိမပြုတ်ဘဲနဲ့ယေရှုပြောတဲ့စကားတွေကိုသူတို့နားမလည်နိုင်ဘူးဖြစ်တယ်အဲဒီနေ့ကျမတို့ရဲ့အသက်တာထဲမှာလည်းတမန်တရားဖြစ်တဲ့ဝိညာဉ်တော်ရဲ့ဖွင့်ပြခြင်းကျမတို့ရဲ့အသက်တာထဲမှာလိုအပ်တာဖြစ်တယ်နော်အဲကြောင့်ရှင်ယောဟန်ထဲမှာယောဟန်ကဘာပြောလဲဆိုယောဟန်ဩဝါဒထဲမှာပထမဆောင်အခန်းကြီး26 29ထဲမှာနော်နောက်ကာလမှာတဲ့သင်တို့ကိုတဲ့လာပြီးတော့လှည့်ဖျားကြလိမ့်မယ်ဒါပေမဲ့သင်တို့ဟာနော်ဖခင်ရဲ့လက်ကနေဗိတ်သိက်ကျေးဇူးခံစားရတဲ့သူတွေဖြစ်တဲ့အတွက်ကြောင့်မလို့ဝိညာဉ်တော်ရှိတဲ့အတွက်ကြောင့်မလို့သင်တို့ဟာအမှန်နဲ့အမှားကိုပိုင်းခြားနိုင်မှာဖြစ်တယ်တမန်တရားကိုတွင်တင်ပေးတဲ့ဝိညာဉ်တော်ကျမတို့အထဲမှာကျင်းဝတ်တဲ့အခါမှာထိုတမန်တရားဖြစ်တဲ့ဝိညာဉ်တော်ကျမတို့အထဲမှာရှိတဲ့အခါမှာเนาะဒီနေ့ကျမတို့ဟာဒါမှားယွင်းတဲ့အရာလားဒါကမှန်ကန်တဲ့အရာလားဒါတမန်တရားလားဆိုတဲ့အရာကိုကျမတို့ကိုပိုင်းခြားပြီးနားလည်နိုင်မယ်တန်ရှင်းသောဝိညာဉ်တော်ရှိတဲ့အတွက်ကြောင့်မလို့ဒီနေ့ထိုဝိညာဉ်တော်ကကျမတို့ကိုဖော်ပြပေးမှာဖြစ်ပါတယ်ဒါကြောင့်တမန်တရားနဲ့ပတ်သက်ပြီးတော့မှဒီနေ့ဖွင့်ပြချက်၃မျိုးပေါ့เนาะယေရှုခရစ်တော်တမန်တရားဖြစ်တဲ့နှုတ်ဘတ်တော်တမန်တရားဖြစ်တဲ့တန်ရှင်းသောဝိညာဉ်တော်ကတမန်တရားဖြစ်တယ်ဆိုတော့ဒီတမန်တရားကိုကျမတို့ကိုပြည့်စုံအောင်ဘုရားရှင်ကဖွင့်ပြပေးနေတာဖြစ်ပါတယ်ဒီလောက်နဲ့ပဲဝိညာဉ်ပေးခြင်းနဲ့အရောက်တိုင်းပေါ်မှာဘုရားရှင်ထူရကောင်းချီးပေးပါစေ